ဖွားဘက်တော်ခုနှစ်ဦးထဲမှာပါတဲ့ရွှေအိုးကြီးလေးလုံးရဲ့အမည်ကဘာတွေလဲရွှေအိုးကြီးလေးလုံးရဲ့အရွယ်အစားပမာဏကဘလောက်ကြီးတယ်လဲဘလောက်ကျယ်တယ်လဲမိုင်းအနေနဲ့တွက်မယ်ရောတွက်လို့ရောရရဲ့လားရွှေအိုးကြီးလေးလုံးရဲ့တတ္တိတွေရောဘာတွေထူးတယ်လဲအားလုံးပဲမင်္ဂလာပါအခုကတော့ဖွားဘက်တော်ခုနှစ်ဦးကိုအရင်ဆုံးပြောပြပေးမှာဖြစ်ပါတယ်ဖွားဘက်တော်ခုနှစ်ဦးကဘာတွေလဲဆိုရင်တော့နံပါတ်1ရာဟုလာမိခင်ရတော်တရားဒေဝီနံပါတ်2ရှင်အာနန္ဒာမထေနံပါတ်3ဆန္နအမတ်နံပါတ်4ကာလုဒာယီအမတ်နံပါတ်5ကန္တကမြင်းနံပါတ်6မဟာဗောဓိညောင်ပင်နဲ့နံပါတ်9ရွှေအိုးကြီးလေးလုံးတို့ပဲဖြစ်ပါတယ်ဒါကတော့ဖွားဘက်တော်ခုနှစ်ဦးကိုပြောပြပေးကြတာဖြစ်ပါတယ်ဖွားဘက်တော်ခုနှစ်ဦးထဲမှာပါတဲ့ရွှေအိုးကြီးလေးလုံးရဲ့အမည်ကတော့နံပါတ်1တင်ခရွှေအိုးနံပါတ်2အေလရွှေအိုးနံပါတ်3ဥပ္ပလရွှေအိုးနံပါတ်4ပုံဒလီကရွှေအိုးတို့ပဲဖြစ်ပါတယ်ရွှေအိုးကြီးလေးလုံးရဲ့အရွယ်အစားပမာဏကတော့တင်ခမြည်တော့ရွှေအိုးရဲ့အရွယ်အစားပမာဏကတကာဝုတ်ရှိပါတယ်မိုင်နဲ့ဆိုရင်3မိုင်ကျယ်ဝန်းပါတယ်အေလမြည်တော့ရွှေအိုးရဲ့အရွယ်အစားကတော့ယူဇနာဝက်ရှိပါတယ်မိုင်နဲ့ဆိုရင်6မိုင်ကျယ်ဝန်းပါတယ်ဥပ္ပလမြည်တော့ရွှေအိုးရဲ့အရွယ်အစားပမာဏကတော့3ဂါဝုတ်ရှိပါတယ်မိုင်နဲ့ဆိုရင်6မိုင်ကျယ်ဝန်းပါတယ်ဘုံတလီကမြည်တော့ရွှေအိုးရဲ့ပမာဏကတော့တယူဇနာရှိပါတယ်မိုင်နဲ့ဆိုရင်တော့12မိုင်ကျယ်ဝန်းပါတယ်ဒါကတော့တယူဇနာကို12မိုင်နဲ့ယူပြီးတော့မှတွက်ပြပေးခဲ့တာဖြစ်ပါတယ်ရွှေအိုးကြီးလေးလုံးရဲ့တတ္တိထူးပုံကတော့ယူလိုက်တိုင်းသောနေရာများကပကတိအတိုင်းပြန်ပြည့်ပါတယ်ဒါကတော့ရွှေအိုးကြီးလေးလုံးရဲ့တတ္တိထူးပုံကိုပြောပြပေးကြတာဖြစ်ပါတယ်ကြည့်နေတဲ့ပရိသတ်ကြီးကရွှေအိုးဘယ်နှလုံးရကျင်တယ်လဲအခုလိုအချိန်တို့အတွင်းလေးမှာစိတ်ဝင်စားစရာကောင်းပြီးဘ ഹു တုတဖြစ်စေမဲ့အကြောင်းအရာတွေကိုသိကျင်တယ်စိတ်ဝင်စားတယ်ဆိုရင် channel ကို subscribe လုပ်ထားပါနောက်ဗီဒီယိုမှာကတော့မစ္စလိယ5ပါးရှိပါတယ်အဲ့ဒီမစ္စလိယ5ပါးကိုမှတပါးချင်းစီအသေးစိတ်ပြောပြပေးတော့မှာဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်တော့နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ကံဉဏ်ဝရိယ3ချက်ညီအောင်ကြိုးစားအားထုတ်ပြီးချမ်းသာသောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ